မေသိပြီလား ဘာပြောရလဲဖေ တားမှာကောင်းပါလေးရှိနေဆိုတဲ့အကြောင်းပေါ့ အိမ်အောင်ပြုတ်ဖို့ကိစ္စဆိုရက်တန်းရက်နော် ဖေဖေကလေတော့မှမတွေ့ရဘူးလို့ဖေဖေကထင်နေတာ ပြဿနာပဲအဲ့ဒါမျိုးမင်းကလည်းစိုးစည်းရဲ့ကြုံကြုံ နှစ်ခါမဟုတ်ဘူးလားငါယောက်ျားနော် ဟုတ်ပါဗျာ အကူကလည်း စန္ဒာလည်းရှင်းနေကြပါပြီ အကူဖေဖေနဲ့ပြင်မဆောင်မှုလားယင် စုံမှုတာပေါ့စန္ဒာရဲ့ ဟုတ်လားဆန္ဒလေးလေဖေဖေနဲ့ပြင်မဆောင်မှုချင်လိုက်တာ စန္ဒာတို့ရန်ကုန်ရောက်တွေ့ရမှာပေါ့ဟုတ်ပါပြီဗျာ အကူဆန္ဒဖုံးချလိုက်တော့မယ်နော် ဟယ်လိုချစ်တွေနင်ကအမှန်တိုင်းပြောနော်ချစ်တွေ ဟေးငါကဘာမှမနိုင်ပြောရမှာလဲ ငါအကောင်းမေးနေတာချစ်တွေရဲ့ငါကမွေးထားတဲ့အမေပါဟဲ့ငါခံစားပြီးသိတာပေါ့ သူတို့လည်းငယ်တော့တာမှမဟုတ်တာဟာဆိုးဆိုးတို့စန္ဒာတို့လည်းသူ့ဘဝနဲ့သူတို့လမ်းသူတို့ရှောက်ကြရမှာပဲလေ ချစ်ထွေးရဲ့ငါမှလောဘဆိုလို့ငါသားသမီးနဲ့ပတ်သက်တာပဲရှိတာပါ နင်းခံစားချက်ကိုတော့ငါနားလဲပါတယ်ဟာ ချစ်ထွေးတားကြီးကနင်းနဲ့အနေနီးတာဆိုတော့ အေးငါစတာပဲနော်အေး ကိုရှိမှာတော့အိမ်တောင်ဦးစီးကောင်းရောင်ဆောင်၊ကွယ်ရမှာတော့တခြားမိန်းမတစ်ယောက်နဲ့ခိုးတွေ့နေတဲ့ယောက်ျားတစ်ယောက်ရဲ့ဇလန်းကဘလောက်တောင်ယွန်စရာကောင်းလေ။လှိုင်းလေကြားကပန်းရွှေကြားအပိုင်း25နဲ့26မှာတော့ကြာညိုတစ်ယောက်ထွန်းထွန်းနဲ့စိုးစိုးတို့ရဲ့အဆက်မရှိတဲ့ဖုတ်ပြန်မှုကိုလက်ပိုးလက်ချက်မိသွားပါပြီ။ယုံကြည်မှုကိုရောင်စားခဲ့တဲ့ထွန်းထွန်းအတွက်ဘလို့ငရဲကမျိုးဆောင်ကြုံကြီးမလဲဆိုတာအခုပဲကြည့်လိုက်ရအောင်။အပိုင်း25ရဲ့အစမှာတွင်ကြာညိုရဲ့ကဘာကြီးတစ်ခုလုံးပြိုကျသွားခဲ့ရတာဗျာ။ထွန်းထွန်းကအလုပ်ကိစ္စဆိုပြီးအိမ်ကနေထွက်သွားပြီးမဲ့ကြာညိုကတခုခုကိုမတင်ကားလို့နောက်ကနေတိတ်တိတ်လေးလိုက်သွားခဲ့တာလေခမရတို့စဉ်းစားကြည့်အောင်မြို့ပြင်ကတိတ်ဆိတ်တဲ့ကဖေးဆိုင်လေးတစ်ခုမှာထွန်းထွန်းနဲ့စိုးစိုးတို့နှုတ်လောက်တာလက်ချင်းတွဲပြီးရေမောနေကြတာကိုမြင်လိုက်ရတဲ့ကြာညိုရဲ့ရင်ပတ်ထဲမှာဘလောက်တောင်ပူလောင်သွားမလဲဆိုတာစိုးစိုးဆိုတာကလေကြာညိုအရင်နီးဆုံးလို့ထင်ခဲ့ရတဲ့သူမဟုတ်လားအခုတော့လင်ပါခိုးတငယ်ချင်းပါတစ္ဆာဖောက်ဆိုတော့ကြာညိုအတွက်ကတော့လှိုင်းလေတွေကြားမှာတကယ်ပဲနှိမ့်ညွတ်သွားခဲ့ရပြီလေကြာညိုကအရင်လိုအားနွယ်ပြီးငိုနေမဲ့မင်းကလေးမဟုတ်တော့ဘူးဗျာသူကဆိုင်ထဲကိုအေးအေးဆေးဆေးပဲလမ်းလျှောက်ဝင်သွားပြီးသူတို့နှစ်ယောက်ရဲ့ရှေ့မှာရက်လိုက်တာထွန်းထွန်းရဲ့မျက်နှာကြီးဟာတခါတည်းကိုပြာနန်းသွားပြီးကြာညိုအဲ့ဒါကလေကိုရှင်းပြပါရစေဆိုတဲ့အပေါ်စားစင်ချေတွေကိုပေးတော့တာပေါ့စိုးစိုးကတော့အရှက်မရှိပဲကြာညိုကိုခက်ဆိုင်ဆိုင်ပြန်ကြည့်နေတော့မေကြာညိုကထွန်းထွန်းကိုပါတစ်ချေရိုက်လိုက်ုံတယ်မကဘူးစပွဲပေါ်ကရေကွက်နဲ့ပါလမ်းပတ်လိုက်တာတကယ်ကိုအားရစရာကြီးဗျာရှင်ဘိုးရဲ့ညစ်ပတ်တဲ့အချစ်ဆက်လန်းကိုဒီနေ့ပဲအဆုံးသတ်ပြီးမယ်ဆိုရဲကြာညိုရဲ့စကားကတဆိုင်လုံးကိုတုံခါသွားစေတာပေါ့ဇက်တိုင်းမိုင်းထစ်တဲ့အပိုင်26မှာတော့ထွန်းထွန်းရဲ့ညီကုံကတကယ်ကိုတနာစရာကောင်းလာပါတယ်ဗျာသူကကြာညိုကိုပြန်ချော့ဖို့ကြိုးစားပြီးမြဲကြာညိုကတော့ကွာရှင်းစာချုပ်ကိုရှေ့မာရင်ချပေးလိုက်ပြီလीထွန်းထွန်းကစိုးစိုးစီကိုပြန်သွားဖို့ကြိုးစားပြန်တော့လဲစိုးစိုးကထွန်းထွန်းမှာပတ်စံနဲ့အာနာမရှိတော့တာတီသွားတဲ့အခါအစိမ့်သက်သက်ပစ်ထားတဲ့ပြန်ရောကဲကြည့်ကြပါအောင်အိမ်တော်ကြီးကိုဖျက်ဆီးခဲ့တဲ့ထွန်းထွန်းဟာနောက်ဆုံးမှာတော့ဘာမှမရှိတဲ့လူမွဲတယောက်အဖြစ်နဲ့လမ်းဘေးရောက်သွားခဲ့ရပြီလीဒါဟာတစ္ဆာဖောက်တွေအတွက်ထိုက်တန်တဲ့ဖြစ်တယ်မဟုတ်လား